62နှစ်ကျော်ကြာသမိုင်းဝင်အောင်ပွဲရဲ့ပဲ့ကန်ရှင်မိုဟာမက်ဆလက်တယောက်ဗန်ကူးဗားရဲ့လမ်းမတွေပေါ်မှာအီဂျစ်ပရိသတ်နဲ့အတူကခုန်နေပါတယ်ပြီးခဲ့တဲ့ဘောလုံးရာသီမှာပရီးမီးယားလိသွင်းကို9ဂိုးတာသွင်းယူနိုင်ခဲ့တဲ့လီဗာပူးအသင်းရဲ့ဂန္ဓဝင်ကစားသမားကြီးဆာလက်ကိုဂိုးသွင်းကြီးကျသွားပြီလို့ဝေဖန်တဲ့အတန်တွေကအခုခါမှာတော့အီဂျစ်ပရိသတ်ကအားပေးတဲ့တွေကြောင့်လွင့်ပြေသွားသလိုပါပဲ။တနင်္လာနေ့မနက်ပိုင်းမှာနယူးဇီလန်အသင်းနဲ့ရှင်ပြိုင်ကစားခဲ့တဲ့အီဂျစ်အသင်းဟာပထမပိုင်းမှာတကူဂိုးမရှိဆိုတဲ့ရလဒ်နဲ့ရှုံးနိမ့်နေရာကနေဒုတိယပိုင်း3ဂိုးအထိပြန်လည်သွင်းယူခဲ့ပြီးနယူးဇီလန်အသင်းကို3ဂိုးတကူနဲ့အနိုင်ရရှိခဲ့ပါတယ်။အီဂျစ်အသင်းသွင်းယူခဲ့တဲ့3ဂိုးထဲမှာမိုဟာမက်ဆလက်ကဒုတိယမြောက်အနိုင်ဂိုးကိုသွင်းယူပေးခဲ့ပြီးအနိုင်သေးကြစေမဲ့တတိယမြောက်ဂိုးကိုမာမွတ်ထရေစီဂေးကသွင်းယူနိုင်အောင်ဆလက်ကတောင်းကန်ဘောကနေတဆင့်ဖန်တီးပေးနိုင်ခဲ့ပါတယ်။ပွဲအပြီးမှာတော့အီဂျစ်အသင်းကနိုင်ပွဲနဲ့အတူအဖိုးတန်3မှတ်ရရှိခဲ့ပါတယ်။ဒီနိုင်ပွဲဟာအီဂျစ်အသင်းအတွက်တော့နိုင်ပွဲတစ်ပွဲထက်ပိုပါတယ်။ဒီအကြောင်းကိုဆလက်ကအခုလိုပြောပြခဲ့ပါတယ်။ What happened today is history for us attention. The seats quality is buying is yellow, please win again, but for attention is like it's it doesn't happen often. The first time in history, and I'm lucky enough to for this way I only not settled but twice last 30-40 years I was on the bike and scoring revenues like the parents. ဟုတ်ပါတယ်ဆက်လက်ပြောသလိုပါပဲဒီနိုင်ပွဲဟာအီဂျစ်အသင်းတွေပထမအဦးဆုံးကမ္ဘာ့ဖလားနိုင်ပွဲဖြစ်ပါတယ်။တမိုင်းကြောင်းတွေပြန်လှန်ကြည့်မယ်ဆိုအီဂျစ်အသင်းဟာကမ္ဘာ့ဖလားပြိုင်ပွဲကိုအာဖရိကတိုက်ကနေပထမဆုံးဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့အသင်းဖြစ်ပြီးအီတလီမှာကျင်းပတဲ့1934ကမ္ဘာ့ဖလားမှာပါဝင်ခဲ့တာပါ။ဒီတော့ကမ္ဘာ့ဖလားပြိုင်ပွဲဆိုတာအုပ်စုပက်လက်စနစ်နဲ့ကစားရတာမဟုတ်ပဲရှုံးထွက်စနစ်နဲ့ကစားခဲ့ရတာပါ။ဒီပြိုင်ပွဲမှာဟန်ဂေရီကို4ဂိုး2ဂိုးနဲ့ရှုံးနေပြီးအီဂျစ်အသင်းပြိုင်ပွဲကထွက်ခဲ့ရပါတယ်။နောက်ထပ်1990နဲ့2018တို့မှာကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရောက်ရှင်ပြိုင်ခွင့်ရခဲ့ပေမယ့်နှစ်ကြိမ်လုံးနိုင်ပွဲတစ်ပွဲမှမရဘဲအုပ်စုအဆင့်ကနေလှည့်ပြန်ခဲ့ရပါတယ်။အခုတစ်ကြိမ်2026ကမ္ဘာ့ဖလားမှာတော့အီဂျစ်အသင်းဟာသူတို့ရဲ့ကမ္ဘာ့ဖလားမှတ်တမ်းစိုးကိုရိုက်ချိုးနိုင်ခဲ့ပါပြီ။နယူးဇီလန်ကိုအနိုင်ရပြီးနောက်နှစ်ပွဲကစားတစ်ပွဲနိုင်တပွဲတည်ရမှတ်4မှတ်နဲ့32သင်းရှုံးထွက်အဆင့်ကိုတက်ရောက်ဖို့အခြေအနေကောင်းနေပါပြီ။ပြီးခဲ့တဲ့ရာသီမှာခြေစွမ်းမပြနိုင်လို့ပြုံးတွေပျောက်ဆုံးနေတဲ့ဆာလဲကဲမျက်နှာပေါ်မှာအပြုံးတွေမကပါဘူး။အီဂျစ်ပရိသတ်တွေရဲ့မြစ်တာကြောင့်ပီတိတွေပါဖြာနေပါပြီ။အီဂျစ်အသင်းရဲ့62နှစ်ကျော်ကြာကမ္ဘာ့ဖလားပြိုင်ပွဲမှာနိုင်ပွဲတစ်ပွဲမှမရတဲ့မှတ်တမ်းဆိုးကိုခြေပြက်ပြခဲ့တဲ့ပွဲမှာဆာလက်ကအဓိကနေရာကပါဝင်ခဲ့တယ်ဆိုတာဘယ်သူမှငင်းချက်ထုတ်နိုင်လိမ့်မယ်မထင်ပါဘူး။ဂန္ဓဝင်ဆိုတဲ့စကားလုံးနဲ့ထိုက်တန်ကြောင်းကိုကလပ်အသင်းအတွက်ကောနိုင်ငံအသင်းအတွက်ပါမိုဟာမက်ဆလက်သက်သေပြနိုင်ခဲ့ပါပြီ။ရှေ့ဆက်ပြီးမိုဆာလက်တယောက်အီဂျစ်အသင်းအတွက်2026ကမ္ဘာ့ဖလားမှာသမိုင်းမှတ်တိုင်အသစ်တစ်ခုဘယ်အဆင့်ထိရောက်အောင်ရေးထိုးနိုင်ပါလဲ။